ဖွင့်ကြည့်လိုက်တော့အတန်သွင်းထားတဲ့အတန်ဖိုင်တွေအများကြီးတွေ့လိုက်ရပါတယ်သူမသည်တစ်ချက်နှိပ်လိုက်မိတော့လဲ2စက္ကန့်အကြာတွင်ကျဲလောင်သောအတန်တစ်ခုသူမ၏နားထဲတွင်မြည်ဟီးသွားသည်သူမ၏နာကြားကရိယာကိုဝစ်ဆင်ထားသောကြောင့်အပေါ်ထပ်မှထွက်ပေါ်လာသောအတန်လားဖုံးမှထွက်ပေါ်လာသောအတန်လားမသိပေနောက်ပိုင်းတွင်အိတ်ခမ်းသို့ပြန်သွားပြီးဆက်လက်နားထောင်နေခဲ့သည်သူမ၏ညီမ၏ညဉ့်ညူတံများကိုကြားလိုက်ရပြီးထိုအချိန်ကဂျိုဟီးမိမြစိတ်ပြတ်အားငယ်နေသည်ကိုသဘောပေါက်လိုက်သည်ထို့နောက်အတန်သွင်းထားသောအတန်များထဲတွင်အခြားသူတဦး၏အတန်ဟုထင်ရသည့်အတန်ကိုကြားလိုက်ရတော့လဲဘာပြောနေသည်ကိုသူမလုံးဝနားမလည်နိုင်ပေထိုအတန်သည်သူမဘေးတွင်ရှိနေတကယ်သို့ခံစားလိုက်ရတော့လဲပက်ပက်လဲကိုကြည့်လိုက်သောအခါဘာမှမတွေ့ရနောက်တစ်ခဏတွင်သူမ၏ညီမ၏အတန်ကိုနားထဲတွင်ကြားလိုက်ရသည်ဟုသူမထင်လိုက်မိပြီးအလွန်ကြောက်လန့်ကဖုန်းကိုလွှင့်ပစ်လိုက်သည်မကြာမီတွင်တကားခေါင်းလောင်းပြန်မြည်လာသည့်ယခုတစ်ချိန်တွင်ဂျိုယောင်းသည်အပြင်ဘက်ရှိသူမ၏ညီမ၏အတန်ကိုရှင်းရှင်းလင်းလင်းကြားလိုက်ရပြီးထိုစကားစုကိုပင်ထက်ခါတလဲလဲပြောနေမိသည်တခုခုမှားယွင်းနေသည်ဟုခံစားရသောကြောင့်တကားဖွင့်ရန်ညင်းဆိုပြီးချောင်းကြည့်ပေါက်မှချောင်းကြည့်လိုက်သည်အပြင်ဘက်ရှိပုံရိပ်တွင်မျက်စံများအမြင့်မောင်နေပြီးဂျူဟီမဟုတ်ကြောင်းထင်ရှားသည့်ထို့နောက်ထူဆန်းသောကြိတ်တန်သည်ထက်မှန်ထွက်ပေါ်လာပြီးထိုးထွင်းသိမြင်နိုင်သောအတန်နှင့်အတူရောနော့ကကျူယောင်းအားနှိပ်စက်ညှဉ်းပန်းခဲ့သည့်နောက်တစ်စက္ကန့်တွင်သူမသည်ရုတ်တရက်အိပ်ပျော်ရာမှနိုးလာခဲ့သည်သို့သောဖြစ်ပျက်ခဲ့သည်များသည်အိမ်မက်လားလက်တွေ့လားဆိုတာသူမမသိရှိနိုင်သေးပေမကြာမီတွင်ကီဟွန်းသည်ဂျူယောင်းထံလာတွေ့ခဲ့သည့်သူတို့၏စကားဝိုင်းတွင်သူသည်ဂျူဟီ၏ရည်စားဖြစ်ပြီးပြင်းတို့သည်6လကြာလှုပ်ဝက်စွာချင်းတွေ့နေကြောင်းသူမသိလိုက်ရသည်သို့သောရက်တော်ကြာအောင်သူမထံဆက်သွယ်၍မရသောကြောင့်အကူအညီတောင်းရန်တူလာခဲ့ခြင်းဖြစ်သည်ယင်းတို့နှစ်ဦးသည်ဒေတာခန်ခရိုင်ရုံးသို့တွားရောက်ခဲ့ပြီးလပေါင်းများစွာကတိုက်ခန်း604တွင်နေထိုင်သောအမျိုးသမီးသည်စူညံတန်အကြောင်းတိုင်ကြားပြီးတရေများကိုမြင်တွေ့ခဲ့ရကြောင်းအရာရှိထံမှသိရှိခဲ့ရသည်ရက်အနှဲငယ်အကြာတွင်သူမ၏အိမ်မှအနံ့ဆိုးတစ်ခုထွက်လာပြီးသူမကိုသူမကျိုးဆွဲချတည်ဆုံသွားကြောင်းတွေ့ရှိခဲ့သည့်ယင်းကိုကြားပြီးနောက်ဂျိုယောင်းသည်အိမ်တွင်ထမင်းစားနေသည်ဟုစိတ်ကူးယဉ်ခဲ့တော်လဲအိမ်တွင်ကျိုးဆွဲချတည်ဆုံသွားသောအလောင်းတစ်လောင်းရှိခဲ့ဘူးသည်ဟုသောအတွေးကသူမ၏ကြောရိုးတစ်လျှောက်ချမ်းတုံသွားစေခဲ့သည်ထို့နောက်ကီဟွန်းသည်ဂျိုယောင်းနောက်သို့အိမ်ပြန်လိုက်ခဲ့ပြီးယခုတစ်ချိန်တွင်တကားပေါ်တွင်မှတ်စုကြီးတစ်ခုကတ်ထားပြီးအိမ်ထဲတွင်တိတ်တိတ်နေဖို့သတိပေးနေသည်ဂျိုယောင်းသည်ရင်းကိုအောက်ထပ်ရှိကြောင်ဆင်းပြုလုပ်ခဲ့ခြင်းဖြစ်ရမည်ဟုယုံကြည်ခဲ့သည်မကြာမီတွင်ကီဟွန်းသည်ဂျူဟီအတွက်လူပြောက်ကြော်ညာစာရွက်များစတင်ပြုလုပ်ခဲ့သည့်တစ်ချိန်တည်းမှာပင်ဂျိုယောင်းသည်ရဲများထံမှဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိခဲ့ပြီးအသည့်အဆန်းများတွေ့ရှိခဲ့သလားဟုမေးမြန်းခဲ့သည့်ဂျိုယောင်းသည်ကြောင်ဆင်း၏ချင်းချောက်မှုများကိုရဲများထံတိုင်ကြားခဲ့ပြီးသူမ၏ညီမပျောက်ဆုံးမှုသည်သူနှင့်ဆက်နေရမည်ဟုဆိုကာအခိုင်အမာပြောဆိုခဲ့သည်သို့သောတပ်တွေအထောက်ထားမရှိဘဲရဲများသည်ကြောင်ဆင်းကိုမဖမ်းဆီးနိုင်ခဲ့ပါရဲများထံမှသူမသည်တိုက်ခန်းအနီးတွင်စောင့်ကြည့်ကင်မရာတစ်ခုရှိကြောင်းသိရှိခဲ့ရတော့လဲစစ်ဆေးပြီးနောက်သူမ၏ညီမသည်အဆောက်အဦမှဘယ်တော့အခါမှထွက်ခွာသွားခြင်းမရှိကြောင်းတွေ့ရှိခဲ့သည့်ဂျိုယောင်းသည်သူမ၏ညီမဖုန်းနှင့်ပတ်စံအိတ်သည်အိမ်တွင်ရှိနေသေးပြီးသူမသည်ဘယ်တော့မှအပြင်မထွက်ခဲ့သောကြောင့်ဂျွန်ဆင်း၏တိုက်ခန်းထဲတွင်ဝတ်ထားရမည်ဟုယုံကြည်သောကြောင့်ရဲများအားသူ့ကိုပုံမိတေချာစွာစုံစမ်းစစ်ဆေးရန်တောင်းပန်ခဲ့သည်သို့သောရဲများသည်တန်တရားဖြစ်ဖွယ်တစ်ခုတည်းကိုသာအကူ၍မရပါသက်သေအထားမရှိဘဲဂျွန်ဆင်း၏အိမ်ကိုရှာဖွေခွင့်မရှိပါမကြာမီတွင်တကားကောင်းလောင်းမြည်လာပြီးဧည့်သည်မှာဂျွန်ဆင်းမှလွဲ၍အခြားမဟုတ်ပါကီဟွန်းသည်သူ့ကိုရင်ဆိုင်ရန်ရှေ့သို့တိုးလာပြီးဂျိုယောင်းသည်တိတ်တဆိတ်ကြည့်ရှုရန်ဝတ်ထားခဲ့သည့်ကီဟွန်းတကားဖွင့်လိုက်သောအခါဂျွန်ဆင်းသည်အမျိုးသားတဦးဖြစ်ကြောင်းမြင်လိုက်ရပြီးမျက်နှာအမူအရာချက်ချင်းပြောင်းသွားတော့လဲဂျိုယောင်းအိမ်တွင်ရှိနေကြောင်းရှင်းရှင်းလင်းလင်းသိလိုက်သောကြောင့်အထဲသို့လှမ်းကြည့်လိုက်သည့်ထို့နောက်သူသည်တိတ်နေကြရန်တောင်းဆိုပြီးနောက်ထပ်စကားတစ်ခုမှမပြောဘဲလှည့်ထွက်သွားခဲ့သည်904တိုက်ခန်းတကားဝကိုပြန်ရောက်တော့ဂျောင်ဆင်းကတဝက်တစ်ချောင်းကိုထုတ်ယူလိုက်ပြီးစူညံတန်တွေကြောင့်သူ့ကိုယူသွတ်သွားတယ်လို့ခံစားရတယ်မကြခင်မှာပဲဂျိုယောင်းကသူ့ညီမရဲ့လူပြောက်ကြော်ညာစာရွက်တွေကိုနေရာတိုင်းမှာကတ်ထားပြီးမြေအောက်ခန်းပြတင်းပေါက်ကိုစိုက်ကြည့်နေတဲ့ကောင်လေးတစ်ယောက်ကိုသတိထားမိလိုက်တဲ့ဆက်စုချင်းစိတ်နဲ့သူမလည်းကုန်းကြည့်လိုက်တဲ့ကောင်လေးကမကြခင်မှာထွက်သွားတော့ဂျိုယောင်းကသူမရဲ့မိအိမ်နဲ့အနီးကပ်ကြည့်လိုက်တဲ့အဲ့ဒီအချိန်မှာ804တိုက်ခန်းမှာနေထိုင်တဲ့ဂျောင်အင်းကရုတ်တရက်သူ့နောက်မှာပေါ်လာတယ်ဒီနှစ်မှာပြန်လဲတိဆောက်ရေးမဲပေးပွဲရှိပြီးနေထိုင်သူကော်မတီရဲ့အကြီးအကဲကအရှုပ်တော်ပုံတွေကိုဘယ်တော့မှခွင့်မပြုတဲ့အတွက်တိုက်ခန်းထဲမှာလူပြောက်ကြော်ညာစာရွက်တွေမဖြန့်ဖို့ဂျိုယောင်းကိုတတိပေးလိုက်တယ်